လက်တလောမမင်းစီမှာအရန်ရောင်းရနေတဲ့ item လေးတစ်ခုနဲ့မင်းမိတ်ဆက်ပေးပါပဲရှင်ဒီမှာပါကိုမငှက်မွေးစင်လေးသူ့ရဲ့တစ်ထည်လုံးရဲ့အသက်ကငှက်မွေးပဲမမတို့ကြည်လံအယောင်ဆက်ထားတာအရန်လာတော့မေးပေအောင်ဘာလို့ဒီလောက်အိရတာလဲလို့မေးပေအောင်ကြည်လံအဲ့လောက်ခြေတာတော့လုံးဝမကြေသွားဘူးမမတို့အရန်လာတယ်နော်တစ်ထည်လုံးရဲ့အသက်ကအမွေးနော်အမွေးပဲကြည့်ဒီမှာကျန်အရန်ဆက်ထားတာအရန်လာတော့မင်းနောက်ထပ်အကြောင်းလေးထပ်ပြပေးမယ်နော်ဒီမှာအရန်ဆက်ထားတာအရန်လာတကယ်လာနော်မင်းစီကပိတ်စားတွေဆိုတိကျတဲ့အတိုင်းပဲ3ကိုက်တထွာပါပါတယ်နော်ကကလေးတို့ကမင်းကို1000ကျော်ပဲပေးမမေကစိုက်ပြေဂိုက်ပြေပြီးတော့အသားဣပြီးအေးတဲ့ quality ကောင်းတဲ့အထည်ကိုမင်းပြန်ပေးပါမယ်ရှင်ကြည့်ပါဦးအရန်လာတာပဲတကယ်လားနော်ချစ်စရာလေးအယောင်ဆက်ထားတာလေးကသူနဲ့လိုက်တာသိလားတကယ်လားဒါဒီထဲလေးဆိုလို့ရှိရင်လေမင်းဟိုရက်တေတွေကဗီဒီယိုလေးရိုက်ပြီးတင်မလို့ပေါ့နော်ဒါပေမဲ့ပထမတုတ်ရောက်တဲ့အထက်100ကျော်လုံးကလေမင်းအပြင်မှာရောင်းလိုက်တာနဲ့ကုံသွားတဲ့ခါကျတော့အခုနောက်တုတ်ဆက်ရုံကထောက်ဝင်တဲ့ခါကျမှပဲမင်းအထက်ဗီဒီယိုလေးရိုက်ဖြစ်တယ်ပေါ့နော်ကြည့်ပါဦးပန်းခရမ်းလေးလှလိုက်တာခရမ်းလေးနဲ့အဖြူလေးနဲ့ဆက်ထားတာမေးပေုံ1000ကျော်နဲ့ဘာလို့ဒီလောက်လှရတာလဲလို့မေးပေးကြပါအောင်ချစ်မတို့ရေဒီလို3ကိုက်တထွာပါတယ်အရန်လှတဲ့ဝမ်းဆက်ကောင်မမမေကို1000ခွဲကြက်ထဲပဲပေးပါရှင်လက်ကားယူခြင်းတဲ့လူတွေက3နှစ်ကနေစပြီးတော့လက်ကားရပါတယ်နော်မှာယူခြင်းတဲ့တဲလေးတွေကတက်တော့ချက်ပေါက်ကနေအော်ဒါတင်နိုင်တယ်လို့မမရဲ့ Viber ဖုန်းနံပါတ်3999964646ခုတွင်လည်းအော်ဒါတင်နိုင်ပါတယ်နော်နေကြပဲရောက်တဲ့မြို့နယ်တိုင်းကိုမမေကအိမ်ရောက်ငွေချေစနစ်နဲ့ပို့ပေးပါတယ်ရှင်ဒလီကလည်းကြုံမကောက်တယ်လို့စိတ်ရင်လည်းလုံးဝကြုံမကောက်တဲ့အတွက်ယုံကြည်စိတ်ချစွာမှာယူလို့ရပါတယ်နော်ရမ်းမှာ1000ခွဲနဲ့ရတော့ကိုမတို့ရဲ့အကျန်းဝေးပြည့်ရင်တော့အရန်တန်နေပြီအနေဆုံး1000ခွဲဆိုတာမာလာရှမ်းကတပွဲစားဖို့ပဲရှိတယ်မြန်မာဝမ်းစားတစ်စုံကို3-4တောင်းပေးဝေးနေမှာစားဒီလို1000ခွဲတန်လေးတွေကိုရောင်းစုံတာချုပ်ဝေးမမတော့အရန်တန်နေတကယ်တန်နေသူ့ရဲ့1000ခွဲနဲ့ပြန်ရမယ့် quality ကိုလည်းမေးပေးအောင်လေစေးမကျွတ်ဘူးရင်းမတက်ဘူးသားကလည်းဤတယ်အေးလေအေးတယ်လုံးဝတစ်ထက်ခံစရာလည်းမလိုမီးဘူးတိုက်ပြီးမီးဘူးမတိုက်ဖဲနေတာဝစ်လို့ရတယ်ကွယ်မေးပြုံ1000ခွဲနဲ့ဘာလို့အဲ့လောက်တန်ရတာလဲလို့မင်းစီရပိတ်စလေးတွေဆိုလှရမယ်တန်ရမယ် quality ကောင်းရမယ်နော်ဒီအချက်လေးတွေကြိုက်တယ်ဆိုရင်မင်းစီမှာလာရောက်မှာယူနိုင်ပါတယ်ရှင်ကြည့်ပါဦးလှလိုက်တာအချမ်းလာတော့တားလာတော့သူ့ရဲ့အယောင်လေးတွေကဒီငှက်မွေးမှာပဲကွဲတာနော်သိလားအယောင်လေးတွေနုနုလေးနဲ့စင်တူရိုးမလေးဆိုမှားမှာဆိုလို့ငှက်မွေးမှာပဲခွဲပါရှင်